စာဖို့မှုကိုပါအန်အောတင်ကြတယ်စားတော့ကဲအမျိုးသားတယောက်ဟာကြက်ဥထမင်းတုပ်တပွဲကိုမှားယူလိုက်ပြီမယ်လူတိုင်းကတော့သူ့ကိုအန်အောတကြီးကြည်နေကြပါတယ်ကဲကြည့်ပါအောင်ခလီးငယ်လေးတွေတောင်ပါဇက်အဟောင်းသားဖြစ်သွားတာကတော့ဒါဟာသူစားနေတဲ့တတိယမြောက်ထမင်းပကံဖြစ်နေလို့ပါပဲသူဟာအဲ့ဒီပကံကိုနှစ်ကလုတ်တန်းနဲ့ပြောင်းအောင်စားပြီးနောက်မီနူးစီရင်ကိုတေချာကြည့်ကစွမ်းအင်ဖြစ်ထမင်းတုပ်တပွဲထပ်မှလိုက်ပြန်ပါတယ်ဘေးကဦးလေးကြီးကတော့စိတ်ဝင်စားနဲ့ဘီယာတပုတ်ကိုဖောက်ပြီးသူ့ကိုထိုင်ကြည့်နေတော့တာပေါ့ဘေးကကလေးငယ်ဟာမီနူးစရင်ကိုကြည်ရင်နဲ့မှဒီလူဟာမီနူးမှာပါတဲ့အတိုင်းအစင်လိုက်မှစားနေတာကိုတတိထားမိသွားပါတယ်မကြခင်မှာပဲအသားတွေအပီနဲ့သမင်းမကန်ရောက်လာပြီးသူကတော့အားရပါးရဆက်စားနေပါတယ်လူတွေအားလုံးကသူ့ကိုဝိုင်းအောင်ကြည့်နေကြပြီးသူကတော့10ပွဲမြောက်စားတောက်ကုန်ကိုမှားယူဖို့ပြင်ဆင်နေပါပြီစားတောက်ဆိုင်ထဲကိုအဘိုးကြီးတယောက်ဝင်လာပြီးအစားတောက်မှာဖို့ပြင်ပေမဲ့လူတွေကသူ့ကိုဝိုင်းသားလိုက်ကြပါတယ်ဒီလူဟာအစင်လိုက်အတိုင်း10ပွဲတောက်စားနေပြီးဖြစ်လို့အနောက်ရှမပြေးဖို့ပြောနေတော့မှမယ်သူကဂျုံဖတ်ထောက်အစုံလိုက်ကိုထပ်မှာလိုက်ပြန်ပါတယ်โอเคဒီသတင်းဟာတရက်ကွက်လုံးကိုဖြန့်နှံ့သွားပြီးလူတွေအုပ်လိုက်ကြီးဆိုင်ထဲကိုရောက်လာကြပါတယ်လူအုပ်ကြီးကသူ့ကိုဝိုင်းကြည့်နေရင်73ပွဲမြောက်မှာသူရုတ်တရက်ရက်လိုက်တာကြောင့်လူတိုင်းအသက်ရှူအောင်ပြီးစိုးရင်တကြီးကြည်နေခဲ့ကြပါတယ်ဒါပေမဲ့သူကမျက်မှန်ကိုခဏချွတ်လိုက်တာပဲဖြစ်ပါတယ်ဒီမြင်ကွင်းကိုရဲသားတယောက်ကလူစုလူဝဲဖြစ်နေတဲ့ထင်ပြီးလာစစ်ဆဲပေမဲ့3နာရီအတွင်း18မျိုးစားနေတယ်ဆိုတာကိုသိသွားတဲ့အခါသူကိုယ်တိုင်လည်းပြိတ္တအဖြစ်ပါဝင်သွားပါတော့တယ်19ပွဲမှောက်မှာတော့သူဟာလယ်စည်းကိုခဏပြင်လိုက်တာကြောင့်လူတွေအားလုံးရင်ကထိတ်ထိတ်ဖြစ်သွားရပါတယ်ဆိုင်ရှင်ကလည်းသူ့ရဲ့လက်စွမ်းအကုန်ထုတ်ပြီးထမင်းကြော်ကိုအကောင်းဆုံးဖြင့်ဆင်းပေးခဲ့ပါတယ်စားနေတော့မှတယောက်ယောက်ကပကံကိုတိုက်မိပြီးခွဲလိုက်တာကြောင့်သူဟာထမင်းနဲ့တလို့ရှိသွားပြီမဲ့ဆိုင်ရှင်ကတော့ကရီအမြန်တိုက်လိုက်လို့ကန်ကောင်းထောက်မှစွာဆက်စားနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာမီနူးရဲ့နောက်ဆုံးပကံကိုလည်းအောင်မြင်စွာစားနိုင်ခဲ့ပါတယ်ဒါပေမဲ့ယူတိုင်းကိုအံ့အားသင့်ပါစေတာကတော့သူဟာနောက်ဆုံးပကံကိုစားပြီးတာနဲ့ပြုံးပြုံးလေးမျက်မှန်ပြန်တက်ကမီနူးရဲ့ပထမဆုံးစာကြောင်းကနေပြန်စပြီးနှမယူလိုက်တာပဲဖြစ်ပါတယ်ဒါကိုမြင်လိုက်ရတဲ့ဆိုင်ရှင်လည်းအချောင်သားထက်သွားခဲ့ရပါတယ်